ခွက်27နှစ်နဲ့သွေးလို့ဖြစ်တယ်ကြောက်ကက်ရောင်တယ်ဘယ်လောက်ကြာလဲသိလားလာပဲရှိတယ်လား တကူလာလောက်ကို လေးလာပဲမင်းနဲ့လက်ချွတ်ကြည့်လားမျက်နှာလေးလို့အန်လာတာဘယ်လောက်ကြာလဲမျက်နှာကြီးဖောင်းလာတာ စဖြစ်ကနေတကူလာကနေစတော့မျက်နှာရင်စ ရက်တောက်လာမယ် မတော့ဘူးဆရာ ရိုးရိုးကသွေးလို့ရှိရလား အဲ့လိုလူမရှိဘူးဆရာ အပင်းငယ်6တော့ဒါစားတယ်နေတိုင်းစားတာ ငန်းတော့ကြိုက် အငန်ကြိုက်လို့ပါအငန်ကြိုက်လို့ပါဒီကအငန်ကဖြစ်ခုလည်းမင်းသွေးတိုးနေတာ ဟုတ်ဆရာ အငန်နေဖြက်လေခုမနဲ့ပါစားရတာ နဲ့သမင်းစားရ ဒီမင်းကဘာနဲ့စားတော့ပြစားတာပြဟင်းရပါဟင်း စိန်ကျော်ရဲ့ ဒီကကြော်ပါ ပြီးကျက် ခင်းရင်ချက်ပါတယ်ငပိပါ အမိပါဘူး အကျော်ပါတယ်ကျော်ပါကျော်စားတာ အကျော်ဖြုံးကျော် ပြုံးကျော် ဟမ် ပြုံးကျော်ပြုံးကျော် ပဲပြုံးကျော်ဘယ် ပဲပြုံးကျော် ပဲပြုံးကျော်ဟုတ်ပြီအဲ့နေတိုင်းကျော်စားလား အဲ့လိုစားလို့ဆရာ စားငပိင6က စားခုဖြစ်တော့ ဖြစ်တော့မစား စားအရင်တော့ကြတော့ ရင်းတော့စား နေတိုင်းလို့စားတာဟုတ်တယ်အိမ်မအဲ့လိုစားနေတိုင်းစားတာလားကဲသွေးတိုးကြောင့်ဖြစ်သွားတာဒီကမင်းရနော်ခုလည်းမင်းသွေးတိုးနေတယ်စေးတောက်နေတော့မင်းသွေးရမကြောက်နော်အဲ့တော့သွေးကြလေဒီကမင်းပြောင်းရမှာနော်ကဲငယ်ရွယ်နဲ့သွေးတိုးတော့27ပဲရှိသေးတယ် ဟုတ်တယ် မျက်နှာတွေအ6တွေလည်းရောက်တယ်နော်ခုရောရောက်တာ ဒီတင်မဆုံလေးတွေ ကြာ နဲ့ စီတာနော် တင်မဆုံလေးတွေနဲ့ဆရာ စိတ် ဟုတ်တယ်ဟောရောက်နော် ဟုတ်ဆရာ အေးဒီ short တော့နော် ဟုတ်ဆရာ အေးတက်ရွယ်မလို့ငယ်လေးရှိပြီနော် ဟုတ်ကဲ့ဆရာ အေးပါကျွန်တော်တို့ကပေးတဲ့ဆေးလေးတွေကိုပြန်ညှိပေးမယ်နော်ပြောပြမယ်နော်